မေတရီຫນွေကပြန်ကားနေဘိုးချုပ်သွေးများစီးဆင်းနေတယ်နမရင်ငါအောင်ဆန်းစုကြည်အချုံနောက်ထဲမှာညမခံနဲ့မေဝေးကျွေးရှိရင်ကြည်ရပါစေအမေသားသမီးများ